Chelsea နဲ့ပတ်တွေ့ရ PAG နီးပြကတော့သူက Champions League 16တက်ဆက်မခွဲမှုမတိုက်ခင်မှာဆိုရင် Chelsea နဲ့သူချေတဲ့ဆိုပြီးတော့ပြောခဲ့တာရှိတယ်အခုသူပြောခဲ့တယ်လို့ Chelsea နဲ့ပြန်တွေ့ပြီးသူကဘာတွေ့ပြောခဲ့လဲဆိုတော့ဘာလာကလာမှာရုပ်ခဲ့တဲ့ရုပ်ကြွေးကိုပြတ်ဆက်ချလို့လာတော့မသိဘူး PAG နီးပြကတော့ Chelsea နဲ့သူချေဆိုပြောခဲ့တာရှိတယ်နောက်တစ်ခုကတော့အုပ်စုသင်းမှာပြတ်တွေ့ခဲ့တဲ့အသင်းဖြစ်တဲ့ကာလာတာဆာရီနဲ့လီဗာပူးနဲ့ကတော့ဒီစင်မှာပြန်လဲတွေ့ခဲ့တာဖြစ်တယ်ဒီနေ့တည်ဆိုမှုမှာဆိုရင်ကာလာတာဆာရီရဲ့အိမ်ကွယ်မှာကာလာတာဆာရီကလီဗာပူးကိုခုမရှိဆိုတဲ့အရာနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်အခုရှုပ်ထွေးစင်မှာဆိုရင်တော့မကြောကစားမဲ့အနေထားမှာသူတို့နဲ့တက်ကပြန်လဲဒီဆုံးနေခဲ့ပြီဖြစ်ပါတယ်နောက်အသင်းကတော့ဒီနေ့တက်ကတော့ချက်ပြက်လေးရှုပ်ထွေးစင်မှာမျက်နှာသွင်းနေကြအသင်းဖြစ်တဲ့ရီယယ်မစ်ထွင်နဲ့မက်ဆီတီပဲဖြစ်ပါတယ်ရီယယ်မစ်ထွင်နဲ့မက်ဆီတီမှာဆိုလို့ရှိရင်ဒီတနေ့မှာရီယယ်ကနည်းနည်းလေးအသင်းဖောင်ရောသူတို့အသင်းအတွင်းကပြဿနာလေးရောနည်းနည်းရှုပ်ထွေးနေတဲ့အတွက်မစ်ထွင်တက်ကတော့ဒီတနေ့အားနည်းနေတယ်လို့ပြောလို့ရမယ်โอเคနောက်တစ်ခါကတော့အတလက်တာနဲ့ဘိုင်ယန်တွင်းနဲ့ဘိုင်ယန်တက်ကတော့ဒီအဆယ်မှာဆိုရင်ဘိုင်ယန်တက်က6တယ်လို့ပြောလို့ရမှာဖြစ်ပါတယ်โอเคဒီပချာမှာဆိုလို့ရှိရင်နျူကာဆယ်နဲ့ဘာစီလိုနာကဒီလို group stage မှာလည်းတွေ့ခဲ့ပြီးသွားပြီအဲ့ချိန်တော့ဆိုရင် market rate 4 ကိုလည်းသူဘာစီလိုနာကနိုင်ရရှိထားတာဖြစ်ပါတယ်အဲ့ဒါကတော့ Atletico နဲ့ Spurs ကပရီးမီးယားလီဂ်မှာတိုက်ပန်တဲ့ဆိုမှချက်ပြက်လီမှာတော့အခြေအနေကောင်းနေတာအခြေအနေကောင်းပြီးတော့သူတို့ဒီဆေကိုတော့ A တွင်းကနေပြီးတော့တက်ခဲ့တဲ့အသင်းလေးဖြစ်တယ်ဒီကိုကတော့ play on နီးတက်ခဲ့တဲ့အသင်းပေါ့ဒီနေ့တင်ကလည်းကြည်ကောင်းမဲ့ပွဲတစ်ပွဲလည်းဖြစ်ပဲโอเคနောက်တစ်ပွဲကတော့ဘော်ဒိုနဲ့ Sporting Lisbon ဒီဘော်ဒိုကဗလာဒီစေဝင်းစောဖို့ကောင်းလဲဆိုရင်သူတို့ကချက်ပြက်လီပထမဦးဆုံးကစားတာ9ပွဲသွင်းမှဆိုလို့ရှိရင်သူတို့ကချက်ပြက်လီပြုတ်ဖို့အတွက်89%ရှိတယ်ဆိုပြီးတော့လိုမချင်းကနေပြီးတော့ခံမှတ်ချက်လေးထွက်လာတယ်အဲ့ဒီ9ပွဲပြည့်တဲ့နောက်ပိုင်းမှာလို့ဆိုရင်ဘော်ဒိုကချီဆန်ကားလေးပြတ်သွားပြီးတော့ဒီစပူရလာခဲ့တာဖြစ်ပါတယ်ဘော်ဒိုကဆိုလို့ရှိရင် Man City တီကိုအင်တာကိုဆိုလို့ရှိရင်နှစ်ချို့စလုံးနိုင်ရပြီးတော့ဒီ16တင်းစီကိုတည်လာခဲ့တာဖြစ်ပါတယ်အခုတည်လာတဲ့ချက်ပြည့်ဒီ16တင်းစီမှာဆိုရင်တောက်ကြည့်ရမယ်အသိန်းတို့ကျွန်တော်ထင်တယ်အသိန်းကတော့လီဗာပူးစင်နဲ့အာဆင်နယ်မှာဆိုရင်လီဗာပူးစင်က16တင်းစီမခွဲမှုမတက်ခင်မှာဆိုရင်သူတို့ကဘိုင်ယန်ထင်ဆိုင်ရဲ့အာဆင်နယ်ကိုသူချင်းနေဆိုပြီးတော့ပြောခဲ့တာရှိတယ်ဆိုတော့ဘိုင်ယန်ထဲဆိုင်ရင်အာဆင်နယ်တို့ရှိတဲ့ပွဲ6နဲ့ဆိုပြီးတော့ပြောခဲ့တဲ့အတွက်အခုစင်မှာအာဆင်နယ်နဲ့တွေ့ပြီးဖြစ်ပါတယ်ချက်ပြည့်လီလောက်ခတ်မှုကြီးမယ်ဆိုလို့ရှိရင်အာဆင်နယ်က6ဆုံးလို့ပြောလို့ရတယ် road to final ကို easy ဖြစ်နေတယ်သူတို့ကတော့အခုဒီဘက်ဘိုင်ယန်လီဗာပူးစင်နိုင်တယ်ဘာလို့ရှိရင်ခုချမ်းဘော်ဒိုနဲ့ Sporting Lisbon နဲ့တင်နေတွေ့မယ်အဲ့ပြီးတော့မှ10စီမီမှာခုချမ်းဘာစီလိုနာနျူကာဆယ်တီကိုစပါအဲ့ဒီနှစ်တွဲကတည်လာတဲ့အသင်းနဲ့စီမီမှာတော့တယ်သူတွေကတော့ကွာတာ16တက်ဆယ်ကတော့ easy ပဲစီမီမှာတစ်ချေပဲအာဆင်နယ်ကိုပြင်ရမှာ road to final တွေကတော့အာဆင်နယ်တွေအရင်ခက်ခဲတဲ့ချင်းနေမှာမရှိဘူးโอเคဒီပစ်ချမ်းကြည့်မယ်ဆိုရှင် PAG နဲ့ Chelsea နဲ့တင်တဲ့ကာလာတာဆာရီလီဗာပူးနိုင်တဲ့တင်Real Man City နဲ့တင်တဲ့ဘိုင်ယန်အတလက်တာနိုင်တဲ့တင်အဲ့တော့ဒီပစ်ချမ်းမှာကြည့်လို့ရှင်ဒီပစ်ချမ်းတင်မှာတော့အတင်းကအကြာကြီးခဲ့ပဲဘိုင်ယန် Man City Madrid လီဗာပူး Chelsea PAG တော့ကြည့်ကောင်းမဲ့ပွဲကြီးခဲ့ပဲဘက်တေးလေးပြောပြီးဘက်တေးလေးတဲလာမှာလေဘက်တေး final မှာချက်ပြက်လေးဖလိုက်ကိုတိတ်ပတ်သွားပါလေ